Hello ဒီနေ့ကတော့ရှမ်းမုံညင်းချင်စစ်ကိုတကယ်ရှမ်းနေရဲ့လောက်တဲ့အတိုင်းလျှို့ဝှက်ချက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မုံညင်းခါအရွက်ရဲ့ဂျူးမြင့်ရဲ့စားနည်းနည်းလေးရဲ့နဲ့ဒီဆန်ဆေးရဲ့နှစ်ခွက်လောက်လိုပါမယ်မုံညင်းကတော့ကိုအဆင်ပြေတဲ့မုံညင်းသုံးလို့ရတယ်ဆိုပေမဲ့လည်းမုံညင်းခါကတော့အကောင်းဆုံးပဲပေါ့နော်မုံညင်းချင်လုပ်ဖို့တော့ကတော့ပြီးရင်မုံညင်းတွေကိုကိုနှစ်သက်ရာအတုံးလေးတွေသုံးလိုက်မယ်ပေါ့နော်တသေးလေးသုံးနိုင်တော့ပိုအဆင်ပြေရဲ့ဒီမှာကတော့ညီမကတော့နည်းနည်းကြီးကြီးလေးသုံးမိသွားတယ်ပေါ့နော်တသေးလေးသုံးရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးရင်တော့ဂျူးမြစ်တွေကိုလည်းအခုလိုမျိုးအနေထားလေးပေါ့နော်ဒီတလက်မလောက်သုံးပါမယ်ရှင်ဂျူးမြစ်ကိုတော့တခြားလေးဆေးရပါတယ်သူကကြတော့နည်းနည်းရှွတ်နေပါလို့ပေါ့နော်ပထမဆုံးအနေနဲ့ခုနကစားတစုံကိုမုံညင်းတွေထဲကိုထည့်ပြီးတော့ဒီမုံညင်းတွေနွမ်းတဲ့အထိကိုဒီလိုမျိုးဖိပြီးတော့နေရပါမယ်ပုံမှန်ဆိုရင်တော့လက်အိတ်တွေပါတွေသုံးတတ်ပေမဲ့ဒီမုံညင်းနေတဲ့အချိန်မှာကျတော့လက်အိတ်နဲ့ကျတော့လေအားမရသလိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းလက်ပလာနဲ့ပဲတခြားလေးဆေးပြီးတော့လုပ်လိုက်ပါရရှင်အခုလိုမျိုးမုံညင်းတွေနွမ်းလာတဲ့အထိကိုသူကနှယ်ပေးရမယ်ပေါ့နော်အရည်တွေလည်းထွက်လာလိမ့်မယ်ဒါပေမဲ့လည်းအဆင်ပြေပါရဲ့မုံညင်းတွေကိုနာလေးနှယ်ပြီးမှပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်ဒါကြောင့်နာလေးနှယ်ပြီးတော့လုံးဝနွမ်းတဲ့အထီကိုနှယ်ပေးရပါမယ်နော်ဒီဟာကတော့ဒီမုံညင်းချင်လုပ်တဲ့နေရာမှာအဓိကအကျဆုံးဖြစ်ပါတယ်ပြီးရင်တော့အပေါ်ကနေကိုလိုတလောက်ဂျူးမြင့်လေးထည့်လိုက်ပါမယ်ဂျူးမြင့်နဲ့မုံညင်းကိုလည်းထပ်ပြီးတော့နှယ်ရပါမယ်ရှင်နောက်ဆုံးအနေနဲ့ကတော့ဒီတန့်ရှင်းတဲ့ဘူးအလွတ်တစ်ခုထဲမှာဒီမုံညင်းတွေအကုန်လုံးထည့်လိုက်ပါမယ်သူအရည်လေးထွက်လာမယ်ပေါ့နော်အဲ့အရည်ပါအကုန်လုံးလောင်းထည့်လိုက်ပါမယ်နော်ခုမိနေရမြန်မာဟင်းချက်ကြီးတွေနဲ့မုတ်လုံးကြီးတွေသိချင်နေဆိုရင်တော့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တော့မမေ့ပါနဲ့နော်နောက်ဆုံးကတော့ဒီမုံညင်းတစ်ခုလုံးကိုအချင်ဖောက်မဲ့ဆန်ဆေးရီကိုလောင်းထည့်လိုက်ပါမယ်ဒီဆန်ဆေးရီကတော့ဒီမုံညင်းမြုပ်တဲ့အထိလောင်းထည့်လိုက်ပါမယ်နော်ပြီးရင်တော့လေလုံအောင်ပိတ်ရပါမယ်သူကလေဝင်သွားပြီဆိုရင်တော့မိုတက်တယ်ပေါ့နော်ဒါကြောင့်လေလုံအောင်တော့ပိတ်ရပါမယ်ရှင်လေလုံအောင်ထားပြီးပြီဆိုရင်တော့သူ့ကိုဒီမနက်ဆိုရင်နေပြပေးရမယ်ညနေပိုင်းဆိုရင်တော့တိမ့်ပေးရမယ်ပေါ့နော်ဒီရှမ်းမုံညင်းချင်ကိုကြက်သွန်နီငရုတ်သီးနန်းနန်းပင်တို့နဲ့တွဲပြီးတော့တုပ်စားမယ်ဆိုရင်လည်းအရန်စားလို့ကောင်းတယ်ပဲဟင်းချက်တဲ့နေ့ဆိုရင်ဒီလိုအတုပ်လေးပါလိုက်ပြီဆိုရင်အရန်ကို perfect ဖြစ်သွားပြီနော်ရှမ်းခောက်ဆဲတွေဘာတွေနဲ့ဆိုရင်လည်းအရန်ကိုလိုက်ပါတယ်။ဒါကြောင့်ရှမ်းရိုးရာအစားအစာတစ်ခုဖြစ်တဲ့ဒီမုံညင်းချင်လက်လုတ်ချင်ကိုပေါ့နော်။နှစ်သက်သဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပြီးတော့မမေ့နဲ့နော်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။